မားတို့တနေ့ကို12နာရီလောက်အနားလှုပ်ပြီးလကုန်ရင်ကိုယ့်အတွက်တပြားမှမကြံပဲသူများအကျွေးတွေကိုဆက်ပေးနေရတဲ့ဘဝမျိုးကိုစဉ်းစားကြည့်ဘူးလားအခုလက်ရှိကိုရီးယားမှာအလှဆုံးရေပန်းအစားဆုံးလို့တင်စားခံနေရတဲ့အန်ဆိုကြီးအတွက်တော့ဒါဟာသူဖြတ်တန်းခဲ့ရတဲ့ငရေကန်းတစ်ခုပါပဲဖက်ရှင်ပွဲတွေမှာဒေါ်လာတန်းပေါင်းများစွာတန်းနဲ့လက်ဝတ်ရတနာတွေဝတ်ဆင်ထားတဲ့သူမကိုကြည့်ပြီးအားလုံးကအားကျနေကြပေမဲ့တစ်ချိန်ကသူမဟာအိတ်ထဲမှာ1-3သိန်းလေးကိုစုပ်ကင်ပြီးဘဝကိုလောင်ကျစ်ထပ်ဖို့စိုးမျိုးကြီးကိုတယောက်တည်းရောက်လာခဲ့တယ်မိန်းကလေးတယောက်ဖြစ်ခဲ့ဘူးပါတယ်ဒီနေ့သူမရဲ့ခန္ဓာကိုယ်ပေါ်ကတတူးတွေထပ်ပို့ပြီးနှဆိုင်တဲ့ဟန်ဆိုဟီရဲ့ဘဝဒဏ်ရာတွေအကြောင်းကိုပြောပြပါမယ်ဟန်ဆိုဟီဟာဦးဆန်မြို့မှာကြီးပြင်းခဲ့တာပါသူမရဲ့ငယ်ဘဝကတခြားကလေးတွေလိုမိဘဆုံလင်းနေနဲ့ရွေးထွေးမနေခဲ့ပါဘူးအသက်9နှစ်အရွယ်မှာမိဘတွေကကွာရှင်းခဲ့ကြပြီသူမကိုဖွားဖြစ်သူကပဲစစ်စင်ရင်ပြုစုပြောထောင်ခဲ့ရတာပါမင်းမေကဗမာလဲလို့မေးခံရတိုင်းသူမဟာအမြဲတမ်းခေါင်းငုံခဲ့ရတဲ့ထက်တန်းကြောင်းပြီးတဲ့အခါသူမမှာရွေးချယ်စရာမရှိခဲ့ပါဘူးအဖွားကိုကောင်းကောင်းထားခြင်းနဲ့စိတ်လေးတစ်ခုတည်းနဲ့သူမဟာအိမ်မက်တွေရဲ့မြို့တော်စိုးကိုတက်လာခဲ့ပါတယ်အဲ့ဒီအချိန်ကသူမရဲ့အိတ်ထဲမှာပါလာတာက1-3သိန်းနဲ့ပါကိုရီးယားလူမျိုးကြီးမှာ1-3သိန်းဆိုတာကအခန်းငါးကတော့မလောက်ငါတဲ့ပမာဏပါစိုးကိုရောက်စမှာသူမဟာနေတရားမရှိလို့တငယ်ချင်းတွေစီမှာကတ်နေရင်တနေ့ကို12နာရီထက်မနည်းလုံမျိုးစုံလုပ်ခဲ့ရပါတယ်အဝိအထည်ဆိုင်မှာအယောင်စီးလုပ်တယ်တားခင်ဆိုင်မှာပကံစီးတယ်ပြီးတော့ညဘက်ဆိုကဏ္ဍမျိုးထဲမှာအလုံမျိုးစုံလုပ်ပြီးအသက်ရှင်သန်ခဲ့ရတယ်သူမဟာတလကို1တန်းခဏလောက်ရအောင်အသေးလဲရှာခဲ့ပြီအဲ့ဒီပတ်စံတွေဟာသူမရဲ့အိတ်ထဲကိုမရောက်ခဲ့ပါဘူးသူမနဲ့အဆက်အသွယ်မရှိတဲ့အမေဖြစ်သူကသူမရဲ့နာမည်ကိုလွဲသုံးစားလုပ်ပြီးလိမ်လည်ထားတဲ့အကျွေးတွေကိုဆက်ပေးနေရတာနဲ့တည်းအကုန်လုံးကုန်ဆုံးသွားခဲ့တာပါဘဝကသူ့ကိုရက်ဆက်လွန်ခဲ့ပေမဲ့သူမဟာလက်မလျှော့ခဲ့ပါဘူးငါဘဝကအောက်ခြေကိုရောက်နေပြီပဲဒီထက်တော့ပိုမဆိုးနိုင်တော့ဘူးဆိုတဲ့စိတ်နဲ့သူမဟာမော်ဒယ်အလုပ်ကိုစတင်စမ်းသပ်ကြည့်ခဲ့ပါတယ်အန်ဆိုဟီဟာတခြားကိုရီးယားမင်းသမီးတွေလိုနုနုရွရွပန်းလေးတစ်ပွင့်ပုံစံမျိုးမဟုတ်ပါဘူးသူမမင်းသမီးမဖြစ်ခင်ကသူမဟာဆက်လက်တောက်တယ်လက်မောင်းတွေမှာတတူးအပြည့်ရှိတယ်ကိုရီးယားလူဖယ်စီကဒါကိုမင်းကလေးကောင်းမဟုတ်ဘူးလို့သတ်မှတ်ကြပေမဲ့အန်ဆိုဟီကရဲရဲဝံ့ဝံ့တုံ့ပြန်ခဲ့ပါတယ်အဲ့ဒီတုန်းကလည်းကျမပဲအခုလည်းကျမပါပဲတိတ်ကကျမကိုကျမမချက်ဘူးတဲ့သူမရဲ့ဒီလိုပွင့်လင်းရိုးသားမှုကပဲပြိသက်တွေကိုဖန်ဆားလိုက်တာပါနောက်ဆုံးမှာတော့2020ခုနှစ်မှာဒီဇလန်တွဲနဲ့သူမဟာတကဘာလုံးကတည်သွားတဲ့မင်းသမီးဖြစ်လာခဲ့တာပါသူမဟာမင်းသမီးဖြစ်လာဖို့အတွက်နာကျင်စရာကောင်းတဲ့တတူးဖြစ်တဲ့ကုသမှုတွေကိုကျင့်ခံယူခဲ့ရပါတယ်ဒါဟာသူမရဲ့အလုပ်ပေါ်ဘယ်လောက်ထိတန်ဖိုးထားတဲ့ဆိုတာကိုပြလိုက်တာပါပဲအောင်မြင်မှုတွေရလာတဲ့အချိန်မှာလည်းသူမရဲ့ကံကြမ္မာကအေးဆေးဆေးမရှိခဲ့ပါဘူးသူမရဲ့အမေဖြစ်သူကငါသမီးကဟန်ဆိုကြီးပါဆိုပြီးလူတွေစီကဝန်တမ်းပေါင်းများစွာကိုထပ်မံလိန်လည်ခဲ့ပြန်ပါတယ်ဒီတစ်ခါတော့ဟန်ဆိုကြီးဟာရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်သူမဟာအများပြည်သူကိုတောင်းပန်ခဲ့တယ်လို့ဒီအကျွေးတွေအတွက်ကျမမှာတာဝန်မရှိတော့ဘူးလို့ပြက်တတ်ကြေညာခဲ့ပါတယ်ဒါဟာသူ့အမေကိုမချစ်လို့မဟုတ်ပါဘူးသူ့ဘဝကိုသူပြန်ကယ်တင်ဖို့အတွက်စိတ်တောက်ဖြစ်နေတဲ့နောင်ဖွဲ့တွေကိုဖျက်တောက်လိုက်တာပါဟန်ဆိုကြီးရဲ့ဘဝကကျွန်တော်တို့ကိုဘာတွေသင်ပေးသလဲမင်းရဲ့နောက်ခံကမကောင်းခဲ့ရင်တော့မင်းရဲ့အနာဂတ်ကိုမင်းကိုယ်တိုင်ရေးထိုးလို့ရတယ်ဆိုတာပါပဲ1-3သိန်းတဲ့နဲ့စိုးကိုရောက်လာခဲ့တဲ့မင်းကလေးဟာအခုတော့1ဘီလီယံပေါင်းများစွာတန်တဲ့မင်းသမီးတစ်ယောက်ဖြစ်နေပါပြီသူမဟာလှပယုံနဲ့မကပါဘူးတကယ်ကိုမာကျောတဲ့စိတ်သက်ရှိတဲ့အရှင်ကွင်းတစ်ယောက်ပါခမားကရောအတိတ်ကနာကျင်မှုတွေကြားမှာပိတ်မိနေတော့လားဟန်ဆိုကြီးကိုကြည့်ပါအတိတ်ကိုနိုင်ယူပြီးဘဝရဲ့ဘီရင်မဖြစ်အောင်ကြိုးစားကြည့်ပါဗျာဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ